လို့သွားလာနေလို့စီမတန်းအောင်မထင်ပါနဲ့စီတန်းပြီးမှသွားစားတာပါဟယ်လိုအားလုံးပဲမင်္ဂလာပါမဆွန်ရဲ့ Mandalay Food Vlog ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကတော့မဆွန်ရဲ့အမေရဲ့ညီမလေးရဲ့နဲ့အတူတူ Capital Mall မှာမုတ်တွေအစုံသွားစားမှာဖြစ်ပါတယ်အခုတော့ Capital ကိုရောက်ပါပြီကျွန်တော်အနေနဲ့ West 2ထမင်းစားပါမယ်ဒီလိုတစ်ဆက်ကိုမှ1300ပဲပေးရပါတယ်လီမွန်တီတစ်ခွက်ပါတယ်West 2ထမင်းတစ်ပွဲပါတယ်ပြီးတော့ဟာကြတော့ငရုတ်တီတောင်းလေးရလဲတော်တော်စားကောင်းတယ်သူတို့ပေးတဲ့ငရုတ်တီတောင်းလေးရလဲပေါ့နော်ဒီလိုမျိုးကျုံတလုံးပေါ့နော်ကျုပ်နှစ်ချမ်းတလုံးရောပါတယ် West 2ထမင်းဒီလိုမျိုးတပွဲဟိုမှာအေးရောပါတာဟိုမှာ1300ကျပ်ပဲပေးခဲ့ရပါတယ်တော်တော်စားကောင်းပါတယ် Capital Mall ရဲ့ food count ထဲမှာရောင်းတာပေါ့နော်စားကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးပြောတဲ့အတွက်စားကောင်းတယ်လို့ပြောရင်တကယ်ကောင်းလို့ပါရှင်ဒါတော့မဆိုညီမလေးစားတယ်ဝက်ကဖောင်းထင်တယ်ပြီးရင်တော့အုံမှုကနေတော့ဘူကီပွဲသေးဝယ်ပေါ့နော်3000ချက်ပဲပေးရတယ်ပူပူနွေးနွေးလေးဖြစ်နေတော့ဟာကြတော့စားလို့အဆင်ပြေခဲ့ပါတယ်အဲ့တော့မလာအုံမှုဆိုပါသူက9000နဲ့အများကြီးပါတယ်တပွဲဟိုမှာ9000ချက်ပဲပေးရတယ်ဘူးကတော့ပါဆယ်ဝယ်လို့900ပေးရပါတယ်သူကဂျပန်အူဒန်နဲ့တူတယ်ပေါ့နော်ဒါပေမဲ့မလာအရသာကဲကဲလေးနဲ့အနာတော့တော်တော်တန်တယ်လို့ပြောလို့ရတယ်ပေါ့နော်8ချောင်း9ချောင်းလောက်ပါတယ်သူကလေဒါကတော့ mango smoothie ပါ3000ကျပ်ပဲပေးရတယ်ပေါ့နော် Nice နော်ຫນွေစာဝတ်ဖို့အတွက်ဝယ်ပြီးတော့ပြန်ပါပြီချစ်ပေးကြရတော့အားလုံးကျေးဇူးတင်ပါတယ်ချစ်တဲ့တတာဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးထဲမှာတော့မဆွန်ကမန္တလေးကိုရောက်ရင်လူတော်တော်များများကစားဟိုစားကြတဲ့အစားအသောက်5မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ outfit ချက်လေးတစ်ဖြတ်ပေါ့ရှင်လိုက်ခဲ့ကြပါဦးပထမဆုံးအနေနဲ့မန္တလေးကိုရောက်ရင်လူအများစုအစားကြတာကဘတ်ထူမီရှိပါလိပ်စာလေးကိုဗီဒီယိုထဲမှာထည့်ပေးထားပါတယ်เนาะအမဇွန်ကတော့ငယ်လေးကတည်းကဘတ်ထူမီရှိကိုအခုထိစားတော့မှာပဲရှင်ပြီးရင်တော့မန္တလေးကိုရောက်ရင်အများစုစားတာကတိုဖူးနွေးပါအမဇွန်ကတော့တိုဖူးနွေးကိုအချာကွင်းနဲ့စားရတာပိုကြိုက်ပါတယ်ပြီးရင်မန္တလေးကိုရောက်ရင်ဈေးကြိုသွားပြီးတော့ဒီပဲမြင့်အုံတို့ဇန်းတို့ဒင်းဒီအုံတို့ဇန်းတို့လည်းစားကြတာကိုတွေ့ဘူးပါတယ်အမဇွန်ကတော့ဈေးကြိုကဆိုရင်တခြားမှုတွေမကြိုက်ပါဘူးပဲမြင့်အုံတို့ဇန်းကိုအကြိုက်ဆုံးပါလေးကိုရောက်ရင်စီချက်ခောက်ဆွဲကောင်းကောင်းလေးတွေလည်းစားကြပါတယ်ဒီထဲမှာ old school ဆိုင်ဖြစ်တဲ့ရှိန်းစီချက်ကတော့မစားမဖြစ်စားရမယ့်ဆိုင်ပါမန္တလေးကိုရောက်ရင်ပါလီကရှမ်းခောက်ဆွဲရလည်းမစားမဖြစ်စားကြတယ်ပေါ့နော်ကဲကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်လိပ်စာတွေကို comment မှာကြည့်ပါ